Chinese scientists are leaving the U.S. in record numbers. American ရဲ့သမ္မတ Donald Trump ရဲ့လုပ်ရကြောင်း American နိုင်ငံဟာနောက်အနာဂတ်တွေမှာပိုကောင်းမဲ့အလားအလာရှိသလားစုပ်ယုပ်နိုင်ချေရှိသလားဆိုတာလေ topic လေးကိုကျွန်တော်ပြောချင်တာဖြစ်တယ်ဒီ American နိုင်ငံတစ်ခုလုံးဟာပိုကောင်းလာနိုင်သလားပိုစုပ်ယုပ်လာနိုင်သလားဆိုတာတော့ကဏ္ဍပေါင်းများစွာရှိတယ်စီးပွားရေးမှာလားစစ်ရေးမှာလားကျန်းမာရေးအပိုင်းမှာလားနိုင်ငံနဲ့တနိုင်ငံဆက်ဆံရေးတန်တမာရေးရမှာလားအဲ့လိုမျိုးနေလန်ပေါင်းများစွာရှိတယ်ဒါပေမဲ့ကျွန်တော်ဒီနေ့ပြောတော့မှာက Science and Technology အပိုင်းမှာသိပ္ပံအတတ်ပညာအပိုင်းမှာဒီ Donald Trump နဲ့ဒီလုပ်ရကြောင်း American ရဲ့အနာဂတ်ဟာပိုကောင်းလာနိုင်ချေရှိသလားဆိုတော့ကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်တယ်ဆိုတော့တူလေးပဲပြောမယ်ဆိုတော့ဒီ Donald Trump ရဲ့လုပ်ရကြောင်း American နိုင်ငံရဲ့ Science and Technology ရှုပ်ယုပ်လာနိုင်ချေရှိတယ် Donald Trump ရဲ့လုပ်ရအဆိုးဆုံးကဘာလဲဆိုတော့သူရဲ့ပထမသက်တမ်းကာလအတွင်းမှာ2018နိုဝင်ဘာလမှာသူထုတ်တဲ့ Department of Justice China Initiative လို့သူထုတ်တဲ့ဒီ Executive Order က American နိုင်ငံရဲ့သိပ္ပံအတတ် research လုပ်တဲ့အပိုင်းမှာသူအတည်တနာလုပ်ငန်းလုပ်တဲ့အပိုင်းမှာ negative impact အနုလက္ခဏာပြတဲ့လုပ်ရကြီးတစ်ခုဖြစ်လာတယ် China Initiative လို့ခေါ်တဲ့ဒီ American နိုင်ငံမှာတရုတ်ပညာရှင်တွေရဲ့အရှာဖွေတွေ့ရှိတဲ့ဟာတွေသူကလုံးဝမယုံမတင်ကာဖြစ်တဲ့ဒီတရုတ်ပညာရှင်ကြီးတွေကိုသူကတချို့လူတွေအလုပ်ဖြိုးတာတွေလည်းရှိတယ်။ရော်ကြီးအများကြီးတောင်းတာတွေလည်းရှိတယ်။ Biden ကလည်းအဲ့ဒါကိုအတေပြောတယ်။အဲ့ဒါကြောင့်ဒီ American နိုင်ငံမှာရှိတဲ့တရုတ်ပညာရှင်ကြီးတွေအိန္ဒိယပညာရှင်ကြီးတွေ American နိုင်ငံကိုစွန့်ခွာပြီးမှပညာရှင်ကြီးတွေကတရုတ်ပြည်မှာအကြီး Beijing ရှန်ဟိုင်းတို့မှာသူတို့ပြန်လာကြပြီ။ကျွန်တော် American နိုင်ငံကိုကြည့်တဲ့ချိန် American နိုင်ငံကသူဟာနဲ့သူဒီအစင်းအထိရောက်လာမဟုတ်ဘူးအာရှနိုင်ငံကနေ US နိုင်ငံကိုတွားတဲ့ US နိုင်ငံမှာအလုပ်လုပ်တဲ့ scientist တွေအများကြီးရှိတယ်ကျွန်တော်သိပြီးသားအတိုင်းပဲ US နိုင်ငံမှာ doctor ဒီဆရာဝန်အပိုင်းမှာနဲ့ဒီရှိနေအပိုင်းမှာကြည့်မယ်ဆိုရင် top များများကအိန္ဒိယလိုမျိုးတွေဖြစ်တယ်ဆိုတာကျွန်တော်သိပြီးသားဖြစ်တယ်ဆို US born US နိုင်ငံမှာမွေးတဲ့လူတွေထက်အာရှကနေ US မှာအလုပ်လုပ်တဲ့ပညာရှင်တွေကပုံများတယ်အိန္ဒိယကိုမပြောဘဲနဲ့တရုတ်တစ်ခုကိုပဲပြောမယ်ဆိုရင် US နိုင်ငံမှာ researcher သိပ္ပံပညာရှင်ပဲသူတည်တနာလုပ်ငန်းမှာဦးဆောင်တဲ့လူအယောက်100ထဲမှာ9ယောက်ဟာတရုတ်နိုင်ငံသားတွေဖြစ်တယ်100မှာ9ယောက်အထိတောင်တရုတ်ပညာရှင်တွေရှိနေတယ်အဲ့ဒီ US နိုင်ငံမှာရှိနေတဲ့တရုတ်ပညာရှင်ကြီးတွေသိပ္ပံပညာရှင်ကြီးတွေကိုသူတို့ကနေရာမပေးတော့ဘူးနေရာမပေးတော့တဲ့အတွက်ကြောင့်ဒီပညာရှင်ကြီးတွေကဘာလုပ်လဲဆိုတော့တရုတ်ပြည်မှာအခုသူတို့ပြန်လာကြပြီဆိုတော့ US နိုင်ငံမှာသိပ္ပံပညာရှင်ဟာတိတာရောနေလာတယ်တရုတ်တစ်ခုထဲမကဘူးအိန္ဒိယဂျပန်တွေလည်းကိုရီးယားတွေလည်းအမေရိကန်ကိုစွန့်ခွာပြီးမှသူတို့နိုင်ငံအသီးသီးကိုပြန်လာကြပြီကျွန်တော်အချက်လက်အတိအကျနဲ့ပြောမယ်ဆိုရင် US နိုင်ငံမှာ STEM STEM လို့ခေါ်တယ် STEM ဆိုတာက S ဟာ science T ဟာ technology E ဟာ engineering M mathematics science technology engineering and mathematics ဆိုတဲ့ဒီ STEM ပညာရှင်တွေပြောမယ်ဆိုရင်2020ခုနှစ်မှာ US နိုင်ငံမှာ36,590ခနဲ့9ယောက်ရှိတယ်2020ခုနှစ်မှာတရုတ်နိုင်ငံမှာ STEM ပညာရှင်18,800နဲ့9ယောက်ရှိတယ်2020 data ကိုကြည့်မယ်ဆိုရင်တရုတ်နိုင်ငံထက် US နိုင်ငံမှာ2ဆပိုများတယ်ဒါမဲ့2024ကိုကျွန်တော်ပြန်ကြည့်တဲ့ချိန်မှာ US နိုင်ငံမှာ STEM က3,180ယောက်ရှိတယ်တရုတ်နိုင်ငံမှာ3,250ယောက်ရှိတယ်2020ခုနှစ်မှာတရုတ်နိုင်ငံရဲ့2ဆ US နိုင်ငံရှိခဲ့ပြီးမဲ့2024ရောက်တဲ့ချိန်မှာ US နိုင်ငံမှာရှိတဲ့ STEM ပညာရှင်တွေထက်တရုတ်နိုင်ငံမှာရှိတဲ့ STEM ပညာရှင်ကအရေးအတွက်ပိုများနေပြီအဲ့ဒါတခု2020ခုနှစ်မှာ US နိုင်ငံကနေတရုတ်နိုင်ငံကိုပြန်လာတဲ့ပညာရှင်ဟာ900လောက်ရှိတယ်ပညာရှင်900လောက်ရှိတယ်ပြန်လာတာတော့အများကြီးပြန်လာတယ်လို့မှတ်ဖို့ US နိုင်ငံမှာ visa ကုန်တာလည်းရှိနိုင်တယ်အခြေအနေမျိုးကြောင့်တရုတ်ပြည်မှာအခုပြန်လာတာလည်းဖြစ်နိုင်တယ်2010မှာဒါပေမဲ့2018မှာ Donald Trump က China Initiative လို့ပြောတဲ့သူရဲ့ Executive Order ထုတ်တဲ့ချိန်မှာ
တရုတ်ပညာရှင်တွေ US မှာတိတ်နေလို့အဆင်မပြေတော့ဘူးရာရောသားကိုလိုက်တယ်လို့မျိုးလိုက်တဲ့လူတွေလည်းအများကြီးရှိတဲ့အတွက်ကြောင့်တချို့လူတွေကသူ့ကိုယ်သူအဆုံးရှိရတဲ့လူတွေတောင်ရှိတယ် Renowned biochemist Guan Kunliang, formerly a distinguished professor at the University of California, San Diego, announced his return to China to join Westlake University. Zhu Zongchun, a computer scientist from the University of California, and Xie Xiaoliang, former Harvard professor and a biophysical chemist, are also returning to China. တရုတ်ပညာရှင်တွေက US မှာဆက်နေလို့မရတော့တဲ့အတွက်ကြောင့်2021မှာ US နိုင်ငံကနေတရုတ်ကိုပြန်လာတဲ့ STEM ပညာရှင်ကြီးဟာ2621အထိပြန်လာခဲ့တယ်2020 2023 2024မှာလည်းအများကြီးပြန်လာတယ်ဆိုတော့ US နိုင်ငံမှာဒီ Research Institute လို့ခေါ်တဲ့သူတည်တနာလုပ်ငန်းလုပ်တဲ့89နေရာလောက်ပိတ်သိမ်းနိုင်ချီရှိတယ်လို့ဒီမီဒီယာတချို့တွေကထုတ်ပြလာပြီဖြစ်တယ် US နိုင်ငံမှာအနာမည်ကြီးတဲ့ Cambridge University, MIT, Stanford နာမည်ကြီးတဲ့တက္ကသိုလ်ကြီးတွေကိုဦးဆောင်တဲ့ဒီ professor ကြီးတွေတရုတ်တွေအများကြီးရှိတယ်သူအတည်တနာလုပ်ငန်းဦးဆောင်တဲ့ဒီကျန်းကြီးတွေမှာတရုတ်ပညာရှင်ကြီးတွေအများကြီးရှိတယ်ဆိုတော့သူတို့ကအဲ့ဒါတွေကိုထားခဲ့ပြီး US နိုင်ငံမှာကျွန်တော်ဆက်နေလို့မရတော့ဘူးအခြေအနေအဆိုးလာပြီးနိုင်ငံရဲ့မတည်ငြိမ်တော့ဘူးသူတို့ကUS နိုင်ငံကိုထားခဲ့ပြီး US နိုင်ငံကိုအတတ်နိုင်ဆုံး they are leaving သူတို့ကဆွန့်ခွာသွားပြီတရုတ်တွေအိန္ဒိယတွေကိုရီးယားတွေဂျပန်တွေဒီ STEM ပညာရှင်အယောက်1200ကို interview လုပ်တဲ့ချိန်မှာအများစုကဘာပြောလဲဆိုတော့ get a job outside USA US နိုင်ငံမဟုတ်တဲ့နေရာမှာအလုပ်ရှာဖို့ဆုံးဖြတ်ချက်ချတယ်ဆိုတာသူတို့ရဲ့ interview ပေါ်မှာထွက်လာတယ်ဆိုတော့ကျွန်တော်ဒီအခု Donald Trump ကပြောတဲ့ Science and Technology အပိုင်းမှာ budget တွေရှော့မယ်ပညာရေးအပိုင်းမှာ budget တွေအများကြီးရှော့ဖို့သူစဉ်းစားတယ်ဆိုတော့ဒီအာရှပညာရှင်တွေမကဘူးအိုရော့ဘာကနေ US ကိုသွားတဲ့ပညာရှင်တွေနိုင်ငံအသီးကနေ US မှာပညာရှာတဲ့လူတွေရဲ့လမ်းကြောင်းအခွင့်အရေးများစွာထိခိုက်မှုရှိတယ်ထိခိုက်မှုရှိအောင်မကဘူးရှိပြီးသားပညာရှင်တွေကပါ US နိုင်ငံကိုစွန့်ခွာဖို့သူတို့ကအဆုံးဖြတ်ချက်ချသွားပြီအဲ့ဒီ American အကြောင်းကိုပဲကျွန်တော်မပြောဘဲနဲ့တရုတ်နဲ့ nation ပြီးမှပြောမယ်ဆိုရင်တရုတ်နိုင်ငံမှာ STEM အရာတော့ကခုနကျွန်တော်ပြောတဲ့ data တိုင်းတနည်းထက်တနည်းတိုးလာတယ် Science, Technology, Engineering and Mathematics မှာနှစ်စဉ်နှစ်တိုင်းဘွဲ့ရကျန်းစင်တဲ့လူငယ်ဟာ9တန်းလောက်ရှိတယ်ဘယ်နိုင်ငံမှာမှတနည်းမှာလိုဦးကြီး9တန်းလောက် STEM ကနေဘွဲ့ရတဲ့လူငယ်ဘယ်နိုင်ငံမှာမှမရှိဘူးဒီတရုတ်နိုင်ငံမှာသူတို့ကျန်းစင်ပြီးမဲ့သူတို့မှာ theology လောက်ပဲရှိတယ်ဘာမှလက်တွေ့မလုပ်နိုင်ဘူးအဲ့လိုမျိုးပြောချင်တဲ့လူတွေရှိတယ်ခုနကျွန်တော်ပြောတဲ့အတိုင်းဝါရင် experience အရန်အတွေ့အကြုံကြွယ်ဝတဲ့လူတွေဟာ US နိုင်ငံကနေတရုတ်ကိုပြန်လာပြီးဆိုတော့တရုတ်နိုင်ငံကိုသူတို့ရောက်တဲ့ချိန်မှာခုနပြောတဲ့ဂျန်ပီခါစလူငယ်တွေနဲ့လက်တွေ့အလုပ်လုပ်နိုင်ပြီလက်တူအကောင်အထက်ဖော်နိုင်ပြီအဲ့ဒီအချိန်ကြီးရောက်တဲ့အချိန်မှာတရုတ်က US ကိုခဏလေးနဲ့ကြော်သွားနိုင်ပြီအနေအထားရှိတယ်2020 data ပို့ပြောမယ်ဆိုရင်တကဘာလုံးမှာဒီ Science and Technology အပိုင်းမှာကြီးတဲ့သူ့အတီတီစာတန်းပြုစုမှုအရေးအတွက်ကြီးတဲ့ချိန်ကြီးမှာတကဘာလုံးကထုတ်လုပ်တဲ့သူ့အတီတီစာတန်းတွေရဲ့3ပုံတပုံဟာတရုတ်နိုင်ငံကနေထွက်လာတဲ့စာတန်းတွေဖြစ်တယ်ပြီးမှဒီတရုတ်ရဲ့သမရစီချင်းပြင်ကလည်းဗာပြောလဲဆိုတော့ဒီ US နိုင်ငံကနေပြန်လာတဲ့လူ scientist အဆင့်လောက်ရှိတဲ့လူကိုတရုတ်နိုင်ငံရောက်လာပြီဆိုရင်ချက်ချင်းဒေါ်လာနှစ်စဉ်ဒေါ်လာ3ပေးမယ်3နှစ်အာမခံနဲ့ပေးမယ်လုပ်ငန်းကျွမ်းကျင်မှုရှိတယ်ဆိုရင်နှစ်အကန့်အသတ်မရှိ salary မှာလစာပေးဖို့သူကလမ်းထားတယ်ပြောချင်တာကသူ့ရဲ့ပညာရှင်တွေကိုတရုတ်ကိုပြန်ခေါ်ချင်တယ်ဟိုမှာလည်းပြဿနာကြုံနေတဲ့ကြားထဲမှာသူကလည်းဒေါ်လာတွေမြောက်များစွာနဲ့လစာမြောက်များစွာနဲ့လစာများကြီးနဲ့သူတို့ကိုခေါ်နေပြီဆိုတော့ဒီ STEM ပညာရှင်တွေကတရုတ်နိုင်ငံကိုပြန်လာဖို့ဟာဝင်မလေးတော့ဘူးတခုရှိသေးတာက US နိုင်ငံမှာဒီလိုမျိုးပြဿနာကြုံတဲ့ချိန်မှာ EU နိုင်ငံတွေကလည်းပြန်တဲ့ Germany ဘယ်နိုင်ငံမှမဆို EU နိုင်ငံတွေထဲမှာscientist လုပ်ချင်တယ်ဆိုရင်လာလို့ပါဆိုမှဒေါ်လာမြောက်များစွာနဲ့သူတို့ကလည်းဖိတ်ခေါ်နေတယ်ဆိုတော့ US ကနေထွက်သွားခြင်းနဲ့ US ကိုအပြည့်အပိုင်ထားခဲ့ခြင်းနဲ့ scientist တွေကတရုတ်ကိုသွားမလားစင်ကာပူကိုသွားမလား EU နိုင်ငံကိုသွားမလား
India ကိုသွားမလားတခုခုကိုတို့တော့ရွေးနေပြီ EU တွေကဘာပြောလဲဆို if you love freedom come and do your research here ဆိုပြီးမှခင်ဗျားတို့လွတ်လပ်မှုလိုချင်နေဆိုရင်ခင်ဗျားတို့ EU နိုင်ငံတွေကိုလာပါခင်ဗျားတို့ရဲ့သူ့အတီတီလုပ်ငန်းတွေကို EU နိုင်ငံတွေမှာလုပ်ပါအဲ့လိုမျိုးတို့တော့ဖိတ်ခေါ်နေတယ်ဘာလို့ freedom ဆိုတဲ့လွတ်လပ်မှုဆိုတဲ့စကားလုံးကတို့ထည့်ရတာလဲဆိုတော့ခုနပြောတဲ့ US နိုင်ငံမှာလွတ်လပ်မှုမရှိဘူးတရုတ်ပညာရှင်တွေဆိုတို့ကအမြဲတမ်းမယုံမသိင်ကစိတ်နဲ့သူတို့ရဲ့လုပ်ငန်းခွင်တွေကိုဝင်တယ်သူတို့ရဲ့ယုံတွေကိုစစ်တယ်အများကြီးအနှောင့်အယှက်ပေးတဲ့အတွက်ကြောင့် EU က if you love freedom come and do your research here ဆိုပြီးမှတန်း450လောက်ရင်းနှီးပြီးမှ research တွေကိုတို့ကဖိတ်ခေါ်နေပြီ nuclear scientist တွေ computer scientist တွေ maths and engineering မှာ scientist တွေ chemist မှာ AI မှာ specialist တွေမြောက်များစွာက US နိုင်ငံကိုဆွန့်ခွာသွားပြီကျွန်တော်ဒီအတိုင်းချိတဲ့ချိန်မှာUS နိုင်ငံကသူ့ဟာနဲ့သူဒီအစိမ်းရောက်တယ်လို့တချို့လူတွေကထင်တယ်တရုတ်တွေကcopy ပဲလုပ်တတ်တယ်အတူပဲခိုးတတ်တယ်အမှန်တကယ်ဘာမှမလုပ်တတ်ဘူးအဲ့လိုမျိုးထင်တဲ့လူတွေရှိတယ်တရုတ်နိုင်ငံကအတူပဲခိုးတော့မဟုတ်ဘူး US နိုင်ငံမှာရှိတဲ့ပညာရှင်ကြီးတွေ US နိုင်ငံဒီအဆင့်ဒီအထိရောက်နိုင်အောင်ကြောထောက်နောက်ခံပေးတဲ့ပညာရှင်တွေဟာတရုတ်ပညာရှင်ကြီးတွေဖြစ်တယ်အိန္ဒိယပညာရှင်ကြီးတွေဖြစ်တယ် EU ပညာရှင်ကြီးတွေဖြစ်တယ် US ကသူ့ဟာနဲ့သူဒီအဆင့်ရောက်တာမဟုတ်ဘူးအခုကသူ့ရဲ့ပညာရှင်တွေကိုသူ့ရဲ့ဥနှောက်တွေကို Donald Trump ခက်ရောက်တဲ့ချိန်မှာသူကပြဿနာရှာနေပြီ US နိုင်ငံရဲ့အိုးနောက်တွေကတရုတ်နိုင်ငံကိုတွားနေပြီ US နိုင်ငံရဲ့အိုးနောက်တွေကအိန္ဒိယကိုအတတ်နိုင်ဆုံးပြန်လာကြပြီအခုလက်ရှိ Google မှာအကြီးဆုံးပုတ်ပွားပတူအိန္ဒိယနိုင်ငံသားပဲခုနကျွန်တော်ပြောတဲ့ဒီအရနာမယ်ကြီးတဲ့ Cambridge တို့ MIT တို့ Stanford University တို့မှာ researcher OCO ဆောင်လို့တဲ့ researcher တွေကတရုတ်လိုမျိုးတွေအိန္ဒိယလိုမျိုးတွေအခုတို့တော့ US နိုင်ငံမှာလို့မဟုတ်ချင်တော့ဘူးဆိုတော့ US နိုင်ငံရဲ့ရှေ့အနာဂတ်ဟာတော်တော်လေးကို risky Andre ရှိတဲ့နေ့ကိန်းဂဏန်းမှာဆက်ရောက်နေတာဖြစ်တယ်။တမိုင်းတချို့ကိုပြန်ပြောမယ်ဆိုရင်ဒုတိယကမ္ဘာစစ်မတိုင်ခင်မှာ researcher တွေသိပ္ပံပညာရှင်တွေအများဆုံးနေထိုင်တဲ့နေရာဟာ US နိုင်ငံမဟုတ်ဘူး။ EU နိုင်ငံတွေဖြစ်တယ်။ဒါမဲ့နာဂျီပါတီတက်လာတဲ့ချိန်မှာသူတို့ကသိပ္ပံပညာရှင်တွေကိုအနှောင့်အယှက်ပေးတယ်။ဂျိုးလိုမျိုးတွေကိုတော်တော်လေးတော့ဟပေးတယ်။ EU နိုင်ငံမှာနိုင်ငံရေးမတည်ငြိမ်တော့ဘူးအာမခံချက်မရှိတော့တဲ့ချိန်မှာသူတို့က EU နိုင်ငံကိုဆွန့်လွတ်ပြီးမှ US နိုင်ငံကိုပြောင်းရွှေ့လာတယ်တကဘာလုံးတည်တဲ့သိပ္ပံပညာရှင် Albert Einstein တို့ Dr. von Braun တို့ Oppenheimer တို့ဟာ US နိုင်ငံ US born သိပ္ပံပညာရှင်တွေမဟုတ်ဘူး EU နိုင်ငံကိုဆွန့်ပြီးမှ US နိုင်ငံကိုရောက်သွားတဲ့လူတွေဖြစ်တယ် US နိုင်ငံကိုရောက်သွားတဲ့ချိန်မှာသူတို့ကတကဘာလုံးကိုပြောင်းလဲစီတဲ့တီထွန်မှုတွေကို US နိုင်ငံကနေရှာဖွေတွေ့ရှိလာတယ်အဲ့လိုမျိုး scientist များစွာကို US နိုင်ငံရောက်သွားတဲ့ချိန်မှာ US နိုင်ငံကအချိန်တူလေးအတွင်းမှာတကဘာလုံးမှာအိမ်အကြီးဆုံးသောနိုင်ငံအချမ်းသာဆုံးသောနိုင်ငံရှာဖွေတွေ့ရှိမှုအပိုင်းမှာပြိုင်ဘက်ကင်းတဲ့နိုင်ငံဖြစ်လာအခုက US နိုင်ငံကပြဿနာတက်နေပြီသူတို့ရဲ့အိုးနောက်တွေကတရုတ်ကိုအဓိကအဖြစ်တရုတ်ကိုပြန်လာတဲ့လူပုံများတယ်အိန္ဒိယကိုပြန်လာတဲ့လူပုံများတယ်နိုင်ငံတနိုင်ငံကဒီလိုမျိုးနေရဲ့နဲ့အချမ်းသာဆုံးနိုင်ငံဖြစ်လာတာမဟုတ်ဘူးအချိန်တွေဖြုံရက်နဲ့အထွတ်အထက်ရောက်နေတာမဟုတ်ဘူးဒီအချိန်တွေကုန်နေတဲ့အကြားထဲမှာတကယ်ကိုအလုပ်လုပ်တဲ့ researcher တွေသူ့တီတီတွေသူတို့ရဲ့အလုပ်ရက်တွေကြောင့်နိုင်ငံတနိုင်ငံစီးပွားရေးမှာပဲဖြစ်ဖြစ်နိုင်ငံရေးစီးရေးလိုမှုရေးမှာပဲဖြစ်ဖြစ်ဒီထွန်ဖန်တီးမှုအပိုင်းမှာသူတို့ကပထမနိုင်ငံရောက်လာဖြစ်တယ်အခုက US နိုင်ငံမှာရုံရင်ဆန်ခတ်ဖြစ်နေပြီသူတို့ရဲ့အိုးနောက်တွေကသူတို့ရဲ့မွေးရမြေကိုပြန်လာကြပြီ US နိုင်ငံကိုသူတို့ဆွန့်ခွာကြပြီအဲ့ဒါတခုနောက်တခုကနှစ်စဉ်နှစ်တိုင်းမှာ STEM ပညာရှင်လူငယ်50လောက်ထုတ်လုပ်တဲ့တရုတ်နိုင်ငံကြီးတစ်ခုရှိနေတယ်အဲ့ဒီတရုတ်နိုင်ငံကြီးနဲ့ US နဲ့ကိုကအားပြိုင်နေတာဖြစ်တယ်အခုကျွန်တော်ပြောသွားတာကလက်တွေ့အဖြစ်အပျက်တွေကျွန်တော်ပြောသွားတာဖြစ်တယ်အခုနောက်If more Chinese scientists choose to leave the U.S. and less Chinese students choose to come into the country, this could certainly restructure the research community. U.S. and China scientists have also been pursuing less joint research together in light of the China Initiative and other political tensions. And if this continues, it could have a severe negative impact on the research community, global research community, because these are the two scientific powerhouses of the world.
နောက်အနာဂတ်တွေအတွက်ကျွန်တော်ရဲ့သုံးသက်ချက်ပြောမယ်ဆိုတော့ US ကတရုတ်နိုင်ငံကိုရှင်ပြိုင်နိုင်မယ်မရှိတော့ဘူးရှင်ပြိုင်နိုင်မယ်မြင်အိုးနောက်မရှိတော့ဘူးတရုတ်နိုင်ငံကပဲတကဘာကြီးတစ်ခုလုံးကိုဘယ်အချိန်အထိပြောလို့မရတဲ့အတရတာတစ်ခုအချိန်ကြာတစ်ခုကိုတရုတ်နိုင်ငံကကဘာကြီးကိုအုပ်ချုပ်သွားမှာဖြစ်တဲ့ US Empire ဟာဒီမှာပဲအဆုံးသတ်သွားမှာဖြစ်တယ်တရုတ်ကပဲပြည်တွင်းထန်းစံတစ်မောပိုင်းမှာပဲဖြစ်ကျွန်တော် mobile phone တွေမှာပဲဖြစ် computer scientist အပိုင်းမှာပဲဖြစ် AI စွမ်းဆောင်ရည်မှာပဲဖြစ်တရုတ်နိုင်ငံကပဲကဘာလုံးကိုလွန်မှုချုပ်ကိုင်သွားမှာဖြစ်တယ်ဆိုတာဆိုတော့ကျွန်တော်ရဲ့ကိုယ်ပိုင်သုံးသက်ချက်လေးနဲ့ကျွန်တော်ရဲ့ဒီထုတ်လုပ်မှုကိုကျွန်တော်ဒီမှာပဲအဆုံးသတ်ပါတယ်